အားလုံးပဲမင်္ဂလာပါစစ်ဖက်ရေးရာနည်းပညာနဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ရုရှားတပ်မတော်ကအသုံးပြုတဲ့ BMP-3 တန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေကိုဒီဇိုင်းဆွဲတဲ့ Chief Designer ဖြစ်သူကအမေရိကန်နိုင်ငံထုတ် Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေပေါ်မှာအထင်ကြီးမှုမရှိဘူးလို့ပြောကြားခဲ့တဲ့သတင်းတစ်ခုကိုဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးသိရှိပြီးတဲ့အတိုင်း Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေကိုအမေရိကန်နိုင်ငံမှပေးပို့ထောက်ပံ့ထားတာဖြစ်ပြီးယူကရိန်းစစ်မြေပြင်မှာပုံစံမျိုးစုံနဲ့အသုံးပြုလျက်ရှိပါတယ်။အဆိုပါတိုက်ခိုက်ရေးယာဉ်တွေကတချို့ကတော့ရုရှားတပ်မတော်ရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး War Trophy အနေနဲ့ရုရှားနိုင်ငံမှာပြသခြင်းခံထားရပါတယ်။ BMP-3 တန်ချက်ကတိုက်ခိုက်ရေးယာဉ်အားဒီဇိုင်းရေးဆွဲခဲ့တဲ့ဒီဇိုင်းအင်ဂျင်နီယာမှ Sylvester News တို့ပြောကြားခဲ့ရမှာယခုသိမ်းပိုက်ရရှိခဲ့တဲ့ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေပေါ်လေ့လာချက်များအရ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်ဟာထုတ်လုပ်ရလွယ်ကူပြီးအသုံးပြုသူများကိုအလွယ်ကူဆုံးအသုံးပြုနိုင်စေရန်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။သို့ပေမဲ့လည်းတွေ့နေကျနည်းပညာများမှအပအခြားထူးထူးခြားခြားနည်းပညာအသစ်အဆန်းများမပါဝင်ကြောင်းလည်း၎င်းမှဆက်လက်ပြောဆိုထားပါတယ်။ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်ဟာအမေရိကန်တပ်မတော်ထုတ်စစ်ဖြစ်ပြီးအစီးရေ1000ကျော်ထုတ်လုပ်ထားပြီးပဲဖြစ်ပါတယ်။ရုရှားတပ်မတော်မှာရှိတဲ့တိုက်ယာဉ်တွေနဲ့တိုက်ရိုက်နှိုင်းယှဉ်နိုင်တာကတော့ BMP-3 တန်ချက်ကတိုက်ခိုက်ရေးယာဉ်ဖြစ်ပါတယ်။ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်ရဲ့အဓိကပင်မလက်နက်ကတော့ M242 45mm ကာလီဘာအချင်းရှိတဲ့ Bushmaster စက်အမြောက်ပဲဖြစ်ပါတယ်။ပြောင်းအချင်း 25mm ကာလီဘာရှိတဲ့ Bushmaster စက်အမြောက်ဟာအမေရိကန်တပ်မတော်ရဲ့အဓိကအသုံးပြုနေတဲ့စက်အမြောက်ပဲဖြစ်ပြီး Bradley တိုက်ယာဉ်ပေါ်မှာသာမကအခြားသောတန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေနဲ့စစ်ရေးယာဉ်တွေပေါ်မှာလည်းအသုံးပြုလေ့ရှိပါတယ်။ BMP-3 တန်ချက်ကတိုက်ခိုက်ရေးယာဉ်ပေါ်မှာတော့100 မမစက်အမြောက်နဲ့30 မမစက်အမြောက်တို့ကိုနှစ်လက်ပူးတွဲတပ်ဆင်ထားတာပဲဖြစ်ပါတယ်။အဆိုပါ100mm ပြောင်းချင်းရှိတဲ့စက်အမြောက်ကိုတပ်ဆင်ထားတာဟာအဓိကကွာခြားချက်ဖြစ်ပြီးကမ္ဘာပေါ်မှာအခြားဘယ်တန်ချက်ကယာဉ်မှာမဆိုဒီလိုမျိုးစက်အမြောက်စနစ်အသုံးပြုထားတာမျိုးမရှိပါဘူး။ BMP-3 တန်ချက်ကယာဉ်ရဲ့100 မမစက်အမြောက်ဟာအဓိကတပ်ဆင်ထားတဲ့ရည်ရွယ်ချက်နှစ်ခုရှိပြီးပထမတစ်ချက်ကတော့ရန်သူတင့်ကားတွေကိုဖိနှိပ်ပစ်ခတ်မှုနဲ့နောက်တစ်ချက်ကတော့မိမိခြေလျင်တပ်ဖွဲ့တွေကိုစခန်းသိမ်းတိုက်ပွဲတွေမှာတစ်တူစစ်ကူပေးဖို့ပဲဖြစ်ပါတယ်။အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာတက်လာတဲ့ဗီဒီယိုတွေအရယူကရိန်းတပ်မတော်ရဲ့ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်တချို့ကိုရုရှားတပ်မတော်ဘက်ကသိမ်းဆည်းရရှိခဲ့ပါတယ်။ဒီထဲမှာတချို့ Bradley တန်ချက်ကတိုက်ခိုက်ရေးယာဉ်တွေဟာအဆင့်အမြင့်ဆုံးမျိုးကွဲတွေကတစ်ခုလို့ဆိုရမယ့် Bradley M2A2 ODS တိုက်ယာဉ်တွေပဲဖြစ်ပါတယ်။ Sylvester News ရဲ့သတင်းတင်ဆက်သူကတော့ M2A2 ODS တိုက်ယာဉ်တွေကိုအဆင့်အမြင့်ဆုံးလို့ပြောပေမဲ့ဒါဟာ Bradley တိုက်ယာဉ်တွေရဲ့အဆင့်အမြင့်ဆုံးမျိုးကွဲတော့မဟုတ်သေးပါဘူး။ M2A2 ODS မှာ ODS ဆိုတာ Operation Desert Storm ကိုလူတော့ဖို့ဆိုတာဖြစ်ပြီးဒီတိုက်ယာဉ်တွေကိုအီရတ်နိုင်ငံကိုစစ်ဆင်တဲ့တဲကန်နာရမုန်တိုင်းစစ်ဆင်ရေးကာလအတွင်းမှာထုတ်လုပ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ Bradley တွေရဲ့အဆင့်အမြင့်ဆုံးမျိုးကွဲတော့မဟုတ်ပေမဲ့နောက်ဆုံးထုတ်တွေကတစ်မျိုးပဲဖြစ်ပါတယ်။ခုတွေ့နေရတာကတော့ဆွီဒင်နိုင်ငံထုတ် CV90 တန်ချက်ကတိုက်ခိုက်ရေးယာဉ်ဖြစ်ပါတယ်။ဒီယာဉ်ကိုဆွီဒင်နိုင်ငံကထုတ်လုပ်ပြီးတော့နေတိုးနိုင်ငံထုတ်စစ်လက်နက်တွေထဲမှာကာလီဘာအကြီးဆုံးအမြောက်ကိုတပ်ဆင်ထားတဲ့တန်ချက်ကတိုက်ယာဉ်ဖြစ်ပါတယ်။ဒီတိုက်ယာဉ်မှာ40 မမစက်အမြောက်ကိုတပ်ဆင်ထားပြီးတော့ဒီစက်အမြောက်ကို automatic စနစ်နဲ့ကောလူကိုယ်တိုင်ထိန်းချုပ်တဲ့ manual စနစ်နဲ့ပါနှစ်မျိုးလုံးပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ 40mm ပြောင်းချင်းရှိတဲ့စက်အမြောက်ဖြစ်ပြီးလိုလျောက်ပစ်မှတ်ချိန်စနစ်တွေခေတ်မီပစ်မှတ်ရှာကိရိယာတွေနဲ့တွဲဖက်တပ်ဆင်ထားတာကြောင့်
ရုရှားတပ်ဖွဲ့တွေကိုဒုက္ခအပေဆုံးလက်နက်ထဲမှာလည်းပါဝင်ပါတယ်။ BMP-3 ရဲ့ဒီဇိုင်နာကတော့ Bradley တန်ချက်ကာတိုက်ယာဉ်ထက်စာရင်ဆွီဒင်နိုင်ငံထုတ် CV-19 ကိုပိုပြီးတော့ထင်ကြီးပုံရပါတယ်။ဒီတိုက်ယာဉ်ဟာအားကောင်းတဲ့အင်ဂျင် electronic စစ်စင်ကိရိယာတွေနဲ့တင်းလျောက်ပတ်တဲ့ electronic ပစ်မှတ်ချိန်ကိရိယာတွေပတ်ဆင်ထားတယ်လို့ဆိုပါတယ်။သို့ပေမဲ့ဒီလို digital camera တွေပေါင်းဆက်ပါဝင်ထားတဲ့ခေတ်မီပစ်မှတ်ချိန်ကိရိယာတွေဟာစစ်မြေပြင်မှာထိလွယ်ရှလွယ်ရှိပြီးတော့အမြောက်ကြီးကနေဖြစ်ပေါ်လာတဲ့အစအနတွေမှန်ရုံနဲ့ပျက်စီးနိုင်ပါတယ်။ဒါကြောင့်တစ်ခါတလေမှာဒီတိုက်ရင်တွေကိုလုံးဝဖျက်ဆီးပစ်ဖို့တော့မလိုဘဲနဲ့ဒီလိုအစအနလေးတွေဆင်သွားရုံနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး။ CV-19 တိုက်ရင်မှာတခြားထူးခြားတာတစ်ခုကတော့ဒီ camouflage ပုံဖြတ်ခြုံထည်လာပဲဖြစ်ပါတယ်။ရန်သူအပူပုံရိပ်ဖော်ကိရိယာတွေနဲ့ရေဒီယိုထောက်လှမ်းရေးကိရိယာတွေရဲ့ထောက်လှမ်းနိုင်မှုကနေပြီးတော့ရှော့ချပေးနိုင်တဲ့ဒီပုံဖြတ်ကိရိယာဟာပုံထူးခြားပါတယ်။ BMP-3 ရဲ့ဒီဇိုင်နာဟာဂျာမနီနိုင်ငံထုတ် Marder 3တန်ချက်ကာယာဉ်ကိုလည်းအထင်ကြီးထားပုံရပြီးခုလိုပဲရှင်းပြခဲ့ပါတယ်။ဒီတိုက်ယာဉ်ဟာရိုးစင်းပုံရတဲ့တန်ချက်ကာစနစ်နဲ့ဖွဲ့စည်းထားပြီးတော့တန်ချက်ကာလွှာနှစ်လွှာကြားမှာလေခိုအောင်ပြုလုပ်ထားပြီးအပူပုံရိပ်ကိုရှော့ချပေးနိုင်တဲ့ဒီဇိုင်းမျိုးနဲ့တီထွင်စမ်းသစ်ထားတာမျိုးဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီလိုတိဆောက်လိုက်ခြင်းအပြင်အပေါ်ဆုံးမှာတန်ချက်ကာအလွှာတစ်ထပ်ကြားမှာလေးပါမယ်နဲ့အောက်မှာအဓိကတန်ချက်ကာအလွှာတို့သုံးလွှာဖွဲ့စည်းထားမှာဖြစ်ပြီးတော့ရန်သူရဲ့အပူပုံရိပ်ပေါ်ကိရိယာတွေရဲ့ထောက်လှမ်းနိုင်ခြင်းကနေပြီးတော့ရှော့ချပေးမှာဖြစ်ပါတယ်။ပုံကြောစိတ်ကိုထည့်မှုတဘူးဆိုပြီးတော့ဂျာမန်တွေရဲ့ဒီနည်းပညာဟာစိတ်ဝင်စားစရာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြသူများကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။